ဒီလိုမျိုးဟမ်ဘာဂါထဲမှာထည့်စားတဲ့ကြက်သားပြားလုံနီးလေးကိုပြောပြပေးမှာဖြစ်ပါတယ်။တစ်ဆက်တည်းမှာတော့ဟမ်ဘာဂါလုံနီးလေးကိုပဲနောက်တစ်ပိုင်းမှာတင်ပေးမှာပါနော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်ရှင်။ပထမဦးဆုံးကြက်သားတွေလှီးထားတာတွေကိုကြိတ်ဆက်ထဲကိုထည့်ပြီးတော့ကြိတ်ပါမယ်ရှင်။အသားလေးတွေကိုကျဉ်ညက်သွားပြီဆိုရင်တော့ရပါပြီ။ကျိတ်ဆက်ထဲကကြိတ်ထားတဲ့ကြက်သားလေးတွေကိုပကံလောက်ခုတွေကိုထည့်ပါမယ်ရှင်ပြီးရင်တော့ဒါလေးကမုတ်ကျွတ်ဖြစ်ပါတယ်မုတ်ကျွတ်လေးတွေကိုကျဉ်ညက်နေအောင်လို့ထောင်းထားပါမယ်ရှင်ပြီးရင်တော့မုတ်ကျွတ်ထည့်မယ်အရသာအတွက်ကစားဟင်းခတ်မုတ်ဒီမှာတော့မုတ်ကျွတ်လေးကတော့ဆိုင်တိုင်းမှာလည်းဝယ်လို့ရပါတယ်ရှင်အလွယ်တကူလည်းဝယ်လို့ရပါတယ်เนาะငရုတ်ကောင်းလေးလည်းအနည်းငယ်ထည့်လိုက်ပါမယ်အရသာလေးတွေအားလုံးထည့်ပြီးပြီဆိုရင်တော့အားလုံးကိုတေချာသမဝအောင်လို့လက်လေးနဲ့တေချာနေပေးရပါမယ်နော်ဒါကတော့ကြက်သားကတော့ဟမ်ဘာဂါ6လုံးစာပေါ့နော်6လုံးစာအတွက်ကိုအရသာလေးနဲ့ထားတာဖြစ်ပါတယ်အိမ်မှာကိုယ့်ဘာကိုယ်လှုပ်စားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝဝလင်လင်လေးလဲစားရရဲပေါ့နော်ပြီးတော့ဈေးလဲတန်တန်လေးနဲ့များများစားရပါတယ်နေပြီးသားကြက်သားလေးတွေကိုလက်လေးနဲ့တေချာလေးဟမ်ဘာဂါတစ်လုံးစာစီပေါ့နော်လက်လေးနဲ့တေချာပြားထားပါမယ်ရှင်ကြက်သားလေးကိုလက်လေးနဲ့တေချာလေးပြားလေးဖြစ်အောင်လုပ်ထားပါမယ်နော်ဒီမှာတော့မိမိစိတ်ကြိုက်ပေါ့နော်အထူအပါကတော့ညှိပြီးတော့လုပ်လို့ရပါတယ်ကိုကကြက်သားလေးကိုထူထူလေးစားကျင်တယ်ဆိုလို့ရှင်တော့ထူထူလေးလုပ်လို့ရပါတယ်ရှင်အားလုံးကိုပြထားပြီးသွားပြီဆိုလို့ရှင်တော့ကြက်သားပြားလေးတွေကရပါပြီရှင်ကြက်သားပြားလေးကြော်ဖို့အတွက်ဒဲအိုးလေးကိုစီလေးအနှဲငယ်ထည့်ပါမယ်စီလေးပူလာပြီဆိုရင်တော့ကြက်သားပြားလေးတစ်ပြားကိုအရင်စားပြီးတော့ထည့်လိုက်ပါမယ်ကြက်သားပြားလေးကြက်နေအောင်လို့အပေါ်အောက်လေးကိုလှန်ပြီးတော့လဲစီလေးနဲ့ကြော်ပေးရပါမယ်ရှင်တစ်ဖက်ချက်သွားပြီဆိုလို့ရှင်တော့နောက်တစ်ဖက်လေးကိုလှန်ပေးရပါမယ်နော်ကြက်သားပြားလေးတွေရဲပြီးတော့ဒီလိုအနေထားလေးရောက်ပြီဆိုလို့ရှင်တော့ရပါပြီရှင်ဒီလိုပုံစံမျိုးပဲအားလုံးကိုကြော်ထားလိုက်ပါမယ်ရှင်ကြော်ပြီးပြီဆိုလို့ရှင်တော့ပကံတစ်ခုတည်းကိုအားလုံးကိုထည့်ထားပါမယ်နော်ဒါလေးကတော့ကြက်သားပြားလုံနီးလေးဖြစ်ပါတယ်နောက်တစ်ပုတ်မှာတော့ဟမ်ဘာဂါလုံနီးလေးကိုပြောပြပေးထားပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်